ရှင်တိုင်းနိုင်ငံကိုမှမိသားစုဝင်အားလုံးမင်္ဂလာပါနော်ကျမဒီနေ့ပြောမှာကတော့ကုမ္ပဏီအကြောင်းနဲ့ပစ္စည်းအကြောင်းပြောမှာဖြစ်ပါတယ်ရှင်မပြောခင်ကျမနာမည်နဲ့ကျမ apply နည်းပြနာမည်လေးကိုမိတ်ဆက်ပေးခြင်းပါတယ်ရှင်ကျမနာမည်ကတော့မဲအေးစုမြလို့ခေါ်ပါတယ်ကျမကိုဒီကိုမှုကိုမိတ်ဆက်ပြီးတဲ့ကျမ apply ကတော့အေဂျရာသူရရှိပိုင်ဆိုင်ထားတဲ့မောင်လေးကျော်လေးတက်ပဲဖြစ်ပါတယ်ရှင်ကျမမှာ apply တယောက်တည်းမဟုတ်ပါဘူးနောက်ထပ်နီးလိုက်ပြပေးတဲ့နီးပြတအုပ်ရှိပါတယ်သူရဲ့နာမည်ကတော့ကိုယူကိုအောင်ထက်ပဲဖြစ်ပါတယ်ရှင်ကျမ apply နဲ့နီးပြကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ကျေးဇူးတင်ရမှာတအုပ်ရှိပါတယ်သူကဆိုလို့ရှိရင်ကိုမတထေးပဲဖြစ်ပါတယ်ရှင်ကိုမတထေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျမရဲ့ဝိုင်းenjoy ကျမကနေတာမြန်မာနိုင်ငံမှာနေထိုင်တာပါရှင်ကျမဆိုရင်နေစားအလောက်ကမျိုးစုံလုပ်ပါတယ်ရှင်အတွေ့အကြုံတွေက2နှစ်ကျော်သွားပြီကျမမှဒီလိုမျိုးအခြေအနေကြာသွားတယ်ကျမရဲ့ဘဝမတိုးတက်မပြောင်းနိုင်ပါဘူးကျမရဲ့ဘဝတိုးတက်ပြောင်းလဲနိုင်မယ့်အလုပ်ကိုစူးစမ်းရစသလားအလုပ်ကိုရှောက်ပြီးတဲ့အချိန်မှာကျမရဲ့ apply မောင်လေးကျော်လေးတက်ကဒီကိုမိုးစီပါရေးကိုမိတ်ဆက်ပေးခဲ့တယ်အစပိုင်းမှာဒီအလုပ်ကိုသိပြီးအယုံကြည်မရှိဘူးဘာလို့မယုံကြည်တာလဲဆိုရင်ကျမကတခြားစီးပွားရေးမှာလုပ်ခဲ့ပူပါတယ်ရှင်ဘာလို့မယုံကြည်တာလဲဆိုရင်ကျမကအခြားစီးပွားရေးမှာလုပ်ခဲ့တဲ့ရလက်တွေလည်းမထွက်တာအချိန်ကြီးကြာတယ်ငွေကြေးတွေအကုန်များပါတယ်ရှင်ဒါကြောင့်ကိုမိုးစီးပွားရေးမှာလေခဏနဲ့ဒီလိုက်ကြည့်မယ်လေအရင်ကလုပ်ခဲ့တဲ့စီးပွားရေးနဲ့ကျမထင်ခဲ့တယ်တကယ်လေးလာကြည့်အခါကိုမိုးမှာအားတချက်အများကြီးကျမတွေ့ခဲ့ရပါတယ်ရှင်ကျမလေးလာတဲ့တင်တန်းမှာနားထောင်နေလေးလာတဲ့တည်ယူတယ်အရင်ဆုံးကျမဘာနဲ့စလိုက်ဘလောက်နဲ့စတင်လိုက်ပြီးတော့တလားတော့မချသေးဘူးပလတီနယ်ကိုရအောင်ကျမလုပ်လိုက်တာပါရှင်လေးလာကြည့်မယ်လေးလာတဲ့အခါမှာလူတိုင်းလုံနိုင်နေဆိုတာကျမသိရှိရပါတယ်ရှင်အခုဆိုရင်လက်ရှိအလုပ်နဲ့တွေ့လို့ရပါတယ်ရှင်အခုဆိုရင်ကိုမိုးမှာငွေမြတ်တရားရှိနေတဲ့လူငယ်တွေရှိတယ်လို့လူကြီးတွေရှိနေပါပြီကျမလုံနိုင်နေဆိုရင်မိတ်ဆွေအားလုံးလုံနိုင်နေဆိုတာကျမယုံကြည်ပါတယ်ရှင်ကိုမိုးစီးပွားရေးမှာဆိုရင်ရေးရှယ်ရခြင်းအချက်3ချက်ရှိပါတယ်ရှင်ပထမချက်ကဆိုရင်ကိုမိုးပလက်ဖောင်းမှာဆိုရင်တာမန်လူတွေအားလုံးလုပ်လို့ရပါတယ်ရှင်ကောက်စံသမားပယံသမားချန်သမားစကြုံသမားဆက်ရအလုပ်ရလုပ်တဲ့တွေလုပ်လို့ရပါတယ်ရှင်ဒီစီးပွားရေးဆိုအမင်းနဲ့စီးပွားရေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်ရွေးချယ်လို့ရပါတယ်ရှင်တရားဝင်ကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့်ကိုမိုးကုမ္ပဏီကိုရွေးချယ်လို့ရပါတယ်ယုံကြည်လို့လည်းရပါတယ်ရှင်ဒုတိယချက်ကဆိုရင်ကိုမိုးတထေကျမတို့ရဲ့ကိုမိုးတထေဟာဆိုရင် network marketing အသေးချုံရှိပါတယ်နေ့ပေါင်း30ရှိပါတယ်ဒါတွေမကသေးပါဘူးသူကအောက်ခြေကနေပြီးတော့တကယ်စူးစမ်းလာတာဖြစ်ပါတယ် CEO အစီနေစူးစမ်းလာတာဖြစ်ပါတယ်ပလက်ရေးဆက်ရမှာလည်းအရန်နှမတော်ပါတယ်အရန်နှမကြွကျင်ပါတယ်အကြကုမ္ပဏီမှာတဲ့ကုမ္ပဏီကိုရေးစရာအောင်မင်းနဲ့ကောင်းတော်တူဖြစ်ပါတယ်ရှင်ကိုမိုးပလက်ဖောင်းမှာလာနိုင်ငံနဲ့နိုင်ငံတွေမှာကောင်းစားအများကြီးကိုမွေးထုတ်နိုင်ပါတယ်ရှင်